2000တမှမလူလေးနဲ့ဘန်ကောက်မြို့လေကအရန်လှပြီးတော့တိတ်ဆိတ်တော့လင်ရလေးကိုပေါင်သွားရမှာဖြစ်ပါတယ်ကဲပေါင်ဘလို့ထွက်လာလဲဘယ်နေရာလဲဆိုတာကိုကျွန်တော်နဲ့အတူတော့ကြည့်ကြရအောင်နော်ဒီနေရာကတော့ရချာတီဝီဟူချမ်းလေစိတ်မှာရှိတော့မြောင်းဘေးကလမ်းကလေးပင်ဖြစ်ပါတယ်ဒီလမ်းကလေးရဲ့ဘေးမှာ wall painting နဲ့ပေါင်ရိုက်တာအရန်ကိုလှပါတယ်ဒီနေ့ကျွန်တော်တယောက်တည်းဖြစ်တဲ့အတွက်ရှူကင်းပေါင်တွေပဲလိုက်ရိုက်မှာဖြစ်ပါတယ်တကယ်လို့ modern ထိုင်ချင်တော့ကျွန်တော်ရဲ့ပိတ်မှာဟိုင်းလာလို့ရပါတယ်ပေါ့နော်ကျွန်တော်ပေါင်ရိုက်ပေးမှာဖြစ်ပါတယ်ဒီနေရာလေးကိုအေးအေးဆေးဆေးနဲ့လမ်းလျှောက်ချင်တဲ့သူအတွက်ပေါင်းလာရက်ချင်တဲ့သူအတွက်အရန်ကိုအဆင်ပြေတော့နေရဖြစ်ပါတယ်ဘန်ကောက်မြို့လယ်မှာရှိတော့လဲပဲကားတာနဲ့ယထာတာတွေနဲ့ကင်းဝင်းစီပြီးတော့အေးဆေးတော့နေရလေးဖြစ်ပါတယ်တခါတရံမှလေတာနဲ့ဆက်ဘန်းတာနဲ့မော်တော်ဆိုင်ကယ်တာပဲကြားရပါတယ်ဒီလမ်းတစ်လျှောက်မှာလေနေရတိုင်းကတပ်ပေါင်ရိုက်တာအရန်လှတယ်ပေါ့နော်နောက်ပြီးတော့မြို့သူမြို့သားတို့ရဲ့နေထိုင်မှုစိတ်ကိုလည်းတွေ့မြင်နိုင်ပါတယ်ဒီလမ်းတစ်လျှောက်မှာနာမည်ကြီးစားတော့ဆိုင်များရှိတယ်လို့နောက်ပြီးတော့တာမာစားတော့ဆိုင်အများပြားလေးရှိတယ်ပေါ့နော်ဥပမာဒီစားတော့ဆိုင်ပေါ့နော် AACC နဲ့ coffee လေးရတယ်လို့အစားအစာလေးရတယ်ပေါ့နော်ဈေးနှောင်းကတော့တိတ်မကြီးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်သွားတော့ကဆိုင်ပိုက်ခဲ့တဲ့အတွက်ကျွန်တော်မစားဖြစ်ခဲ့ဘူးပေါ့နော်အဲ့ဒီကြားမှာဟိုဘက်ကန်ဒီဘက်ကန်ကူဖို့အတွက်တရားလေးရှိတယ်ပေါ့နော်အဲ့ဒီတရားပေါ်မှာဘန်ကောက်မြို့ရဲ့ရေပေါ်အလှကိုလည်းတွေ့မြင်နိုင်တယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ဘန်နစ်မြို့တလိုမျိုးပေါ့ခံစားရတယ်ပေါ့နော်နောက်ပြီးတော့ဒီနေရာကတော့ဘန်ကောက်မြို့ရဲ့တည်ယူပို့ဆောင်ရေးအတွက်အရန်ရေးပါတော့နေရာတစ်ခုလည်းဖြစ်တယ်ပေါ့ဒါကြောင့်ကျွန်တော်အိမ်မြို့ပြောရမယ်ဆိုရင်တော့အရန်ကားချက်တဲ့ဘန်ကောက်မြို့မှာဒီလိုမျိုးလေနဲ့တွားခြင်းအဖြစ်အချမ်းအများကြီးကောင်းတာတက်တာစေတယ်ပေါ့နော်ဒီလမ်းကလေးကဆက်လောက်တာမပြီးသေးပါဘူးတကယ်လို့များပြီးခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ကတက်တာရှောက်သွားမယ်ဆိုရင်တော့ဘိုဘဲ market တို့နောက်ပြီးတော့ဝတ်ပိုကထောင်ရွှေတောင်ဖျားတို့ရောက်မှာဖြစ်ပါတယ်တကယ်လို့ကိုကဒီနေရာအနားမှာရှိခဲ့မယ်ဆိုရင်တော့ဘဲမှာသွားဆောင်လို့ပဲနဲ့ညနေပိုင်းအေးအေးဆေးဆေးနဲ့လမ်းလျှောက်သွားလို့ရတော့နေရာလေးပြင်ဖြစ်တယ်ပေါ့နော်ကျွန်တော်ရဲ့2000တမှမလို့လဲကောင်းမကောင်းဘူးဆိုတာကိုကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာကျွန်တော်ပြောပြမှာဖြစ်ပါတယ်ကိုရဲ့အားလိုက်ရဲ့မှာဘဲမှာသွားဆောင်မရှိဘူးဆိုရင်တော့ဒီနေရာမှာတစ်ချက်လောက်သွားတည်တော့နေရာလေးပဲကဲဒီနေ့ဒီလောက်ထိပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်